နေ့တော့ကျွန်မကဘာကူလာတမေကဝန်ထမ်းလက်ရှိဝန်ထမ်းဟောင်းနေနဲ့တွေ့တဲ့အခါမှာတယောက်ကဒီကိစ္စပြောပါတယ်ဒီနိုင်ငံသားခံယူပိုင်ခွင့်ပေါ့နော်အဲ့ဒါကလည်းနောက်ဆုံးကြတော့လွတ်တော်ကပဲဆုံးဖြတ်ရမယ်ကိစ္စပါဥပဒေအရဆုံးဖြတ်ရမယ်ကိစ္စပါဒါနဲ့ပတ်သက်လို့ပြောရမှာတော့ဒီကဘာမှာနိုင်ငံသားခံယူခွင့်မပေးထားတဲ့မြန်မာနိုင်ငံအပြင်နဲ့တခြားနိုင်ငံတွေရှိပါတယ်။ပြီးတော့ဒီဟာကလွတ်တော်ကနေတည်တည်ချာချာကြီးကြီးလေးလေးဆွေးနွေးပြီးတော့ဆုံးဖြတ်ရမယ်ကိစ္စပါ။ပြည်သူပြည်သားများကဒါကိုသိပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆွေးနွေးနိုင်တဲ့အခြေအနေတစ်ခုကပေါ်လာမှာပါ။အခုထိတော့သိများရအောင်ဆွေးနွေးပေးစေချင်တယ်ဆိုတဲ့အနေအထားမရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီကိစ္စဟာပြည်ပရောက်နေတဲ့ကျမတို့ပြည်သူပြည်သားတွေနဲ့အဓိကသက်ဆိုင်နေတယ်ဆိုတော့ပြည်တွင်းမှာတော့ဒါတွေကိုသိပြီးတော့ပြောတာဆိုတာမရှိသေးပါဘူးလူနည်းစုမလို့ကျမတို့ကပြစ်ထားမယ်ဆိုတဲ့စိတ်လည်းမရှိပါဘူးပြည်ပမှာရောက်နေတဲ့လူတွေကလူနည်းစုဆိုပေမဲ့ဒီလူနည်းစုရဲ့အခွင့်အရေးတွေဒီလူနည်းစုရဲ့မျှော်လင့်ချက်တွေကိုလည်းကျမတို့အမြဲပဲခေါင်းထဲမှာထားပြီးတော့တတ်နိုင်သမျှကြည့်ပြီးတော့ဖြည့်ရှင်းပေးပါမယ် economically and politically ဒီဟာတော့ဗမာတယောက်ရှိရလာတယ်ဆိုတော့ဗမာလူပဲဖြစ်ပါမယ်နော်ဗမာစကားကိုမမိကြပါနဲ့တိုင်းသားစကားတွေမမိကြပါနဲ့ဆယ်နှစ်လောက်မှာမြန်မာနိုင်ငံကဘယ်လိုဖြစ်နေမလဲလို့မှန်းကြည့်လို့ရှိရင်တော့ကျမဆယ်နှစ်ဆိုတော့ဆယ်စုနှစ်တစ်ခုပေါ့နော်ဆယ်စုနှစ်တခုဆိုကျမတို့ဒီကြားထဲမှာဒီပြုပြင်ပြောင်းလဲရေးလမ်းကိုရှောက်တဲ့နေရာမှာမှန်ကန်နဲ့ရှောက်သွားနိုင်ရဆိုလို့ရှိရင်တော့တိတိတသာပြောင်းလဲမြင်လိုက်ရမယ်မြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်နံပါတ်1ကကျမတို့နိုင်ငံမှာအလုပ်လက်မဲ့နှုန်းကကျဆင်းသွားတယ်နံပါတ်2ကကျမတို့နိုင်ငံရဲ့လက်ပန်းဆက်သွယ်ရေးအခြေအနေကတိုးတက်လာတိတိတသာတိုးတက်လာနိုင်ရမယ်။နောက်ပြီးတော့ပညာရေးနဲ့ကျန်းမာရေးဘက်မှာလည်းတိတိတသာတိုးတက်နိုင်ရမယ်။အဲ့ဒီလောက်တော့ကျမတို့မျှော်မှန်းပါတယ်။10နှစ်အတွင်းမှာဒါပေမဲ့အဲ့ဒါဟာကျမတို့အားလုံးဟာလက်ညီတက်ညီနဲ့သွားမှဖြစ်မဲ့ကိစ္စပါ။တော့ပြင်ပကလည်းကျမတို့ရဲ့ပြည်သူပြည်သားများလည်းတတ်နိုင်တဲ့ဝိုင်းပြီးတော့ကူညီဖို့ဆိုတာလည်းအရေးကြီးပါတယ်။အခြေခံဥပဒေပြင်ဆင်ဖို့ဘယ်လောက်အခြေအနေရာဂိုင်နှုန်းရှိနေပါပြီလေရာဂိုင်နှုန်းနဲ့တွက်လို့တော့မရဘူးချင်တယ်ဘာဖြစ်လို့လဲဆိုရာဂိုင်နှုန်းဆိုတာတော့မဲရာဂိုင်နှုန်းတော့တွက်ရမှာပေါ့နော်အခုဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်အရဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းဖို့ဆိုတာလွတ်တော်တွေကမဲ85ရာဂိုင်နှုန်းတဲ့ကျော်ရမယ်ကျော်ရမယ်ဆိုတော့အများသိတဲ့အတိုင်းပဲတမတော်ကိုယ်စားလှယ်များဟာ25ရာခိုင်နှုန်းဖြစ်ပါတယ်ဒီတော့ကျန်ကိုယ်စားလှယ်အားလုံးအပြင်တမတော်ကိုယ်စားလှယ်မဟုတ်တဲ့ကိုယ်စားလှယ်အားလုံးအပြင်တမတော်ကိုယ်စားလှယ်တွေကအနည်းဆုံး1ယောက်ပါပြီးထောက်ခံမှပြုပြင်ပြောင်းနိုင်ပါဘူး။သို့တော်ညာလည်းကျမကဒီကိစ္စနဲ့ပတ်သက်လို့လေကျမမှာမျှော်လင့်ချက်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုကျမတို့အလွတ်တော်တွေကတမတော်ကိုယ်စားလှယ်တွေရဲ့အနေအထားကိုကြည့်တဲ့အခါကျတော့တိုင်းပြည်အပေါ်မှာစေတနာမဲ့တယ်လို့ကျမမမြင်ပါဘူး။ဒီလုံပုံကင်ပုံတွေကတော့တပ်မတော်နဲ့အယက်သားအစိုးရဆိုတော့မတူဘူးပေါ့တပ်မတော်အစိုးရအောင်မှာအများကြီးကြာနေခဲ့ရတဲ့အခါကျတော့အယက်သားအစိုးရလုံပုံကင်ပုံတွေနဲ့ကင်းကွာနေတာရှိပါတယ်သို့တော်ညာလေဒီလွတ်တော်ထဲမှာနေပြီးတော့လွတ်တော်ထဲမှာတင်လာတဲ့ပြည်သူတွေကအခက်အခဲတွေကိုလေ့လာပြီးတော့လွတ်တော်ထဲမှာလုပ်ရတာကန်ရတာဒီနိုင်ငံမှာလုပ်ရတာကန်ရတာအဆင်ပြေတာမပြေတာကိုလေ့လာနိုင်တဲ့အခွင့်အရေးတွေရလို့ဒီတပ်မတော်ကိုယ်စားလှယ်တွေကလည်းဘယ်အပိုင်းတွေကိုပြင်သင့်နေဆိုတော့တဖြည်းဖြည်းမြင်လာလိမ့်မယ်လို့ထင်ပါတယ်တဖြည်းဖြည်းစာများမြင်လာရင်တော့ပိုကောင်းတာပေါ့နော်မတို့မျိုးဆက်သစ်မြန်မာတွေအတွက်ကမ္ဘာအလယ်မှာဂုံယူစရာအတူယူစရာကောင်းဆောင်ကောင်းတူဖြစ်ပါလေတဲ့ဒီလိုအရေးချင်းကောင်းနေတဲ့ပြည်စုံတဲ့အတိစုကိုကျမတို့မြန်မာနိုင်ငံရဲ့သမ္မတကြီးအဖြစ်မြင်လိုပါတယ်တဲ့
ကောက်ပွဲမြန်မာဖြစ်နိုင်ရရှိပါလားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008မှာပါတဲ့အချက်တွေကိုပြောင်းလဲနိုင်ခွင့်နဲ့အတူသမဒအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိနိုင်ပါလားတဲ့ဒီထက်မှပါတဲ့အတိုင်းပဲပေါ့နော်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ကျွန်မအနေနဲ့သမဒလုပ်ပိုင်ခွင့်မရှိပါဘူးသမဒလုပ်တယ်မလုပ်တယ်ဆိုတော့ကျွန်တော်တို့ဒီမိုကရေစီကိုယုံကြည်တဲ့လူတွေအားလုံးဟာဒါပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီရမယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ပြည်သူလူထုနဲ့ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ရွေးချယ်ပုံရွေးချယ်နည်းကိုကျွန်တော်တို့နိုင်ငံမှာရှိတဲ့နယ်လို့လည်းကျွန်တော်ယူဆပါတယ်ကျွန်တော်တချို့ကမေးတယ်သမဒဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒါသမဒနေရာကမ်းလှမ်းမယ်ဆိုလို့ရှိရင်ယူမလားကျွန်မပြောတယ်ကျွန်တော်တို့ဟာဒီမိုကရေစီနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးပါတီဖြစ်တယ်ဒီမိုကရေစီနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်ဆိုတာဟာနိုင်ငံခေါင်းဆောင်လုပ်ရရမယ်ပြည်သူကနေပြတာဝန်ပေးတယ်လုပ်ရရဒီမှာဥဒဘအတီးတီးပြည်တော်ပြန်ဝင်လျက်ရှိကြသောနိုင်ငံရေးသမားများကိုတဲ့မိတို့အကြံဉာဏ်များပေးချင်ပါတယ်တဲ့နိုင်ငံရေးသမားများကိုဆိုတော့ကျမဒါနိုင်ငံရေးလုပ်နေတဲ့သူတွေတရားနဲ့ကြောင်မတူပါဘူးတချို့ကဆိုလို့ရှိရင်မြန်မာနိုင်ငံကထွက်လာတာလေနိုင်ငံရေးအကြောင်းကြောင့်ထွက်လာတယ်တစ်ချိန်လုံးပဲဒီဇိုင်းမှာနိုင်ငံလေးကိုပဲဇောက်ချပြီးတော့လုပ်နေတဲ့ပုံစံတွေလည်းရှိပါတယ်တချို့ကြတော့တခြားဟာတွေလည်းလုပ်တယ်နိုင်ငံရေးလည်းကိုလုပ်နိုင်တယ်များလုပ်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးစောက်ချလုပ်နေတဲ့သူတွေပုံကိုယ်တွေတောင်မှဝိဇ္ဇာရှာရေးအတွက်တော့လုပ်ရတာပဲဘာလို့ဆိုဘယ်သူကလာပြီးကြွေးထားတယ်နိုင်ငံရေးလုပ်ဖို့ဒီမြန်မာနိုင်ငံကိုပြန်သွားပြီးတော့ဘာလုပ်ပေးချင်တာလဲဆိုတာကိုစဉ်းစားကြည့်တယ်နိုင်ငံရေးလုပ်မယ်ဆိုတာဘာလုပ်ပေးချင်လို့လဲအဲ့တော့ကိုလုပ်ပေးချင်တာကိုတည်တည်ချာချာစဉ်းစားပြီးမှဘာလုပ်မလဲဆိုတာကိုဆုံးဖြတ်ပါနိုင်ငံရေးဆိုတာဟာတစ်ချိန်လုံးလုပ်နေဖို့လည်းမလိုဘူးเนาะတခါနိုင်ငံရေးသမားဖြစ်ဖို့တော့အစီအမြဲနိုင်ငံရေးသမားဖြစ်ရမယ်လို့လည်းမဟုတ်ဘူးတနည်းအားဖြင့်ပြောရရင်တော့ပြည်သူလူထုအားလုံးဟာနိုင်ငံရေးသမားတွေပဲနိုင်ငံရေးနဲ့သက်ဆိုင်ကြတာဟုတ်နိုင်ငံရေးသမားလို့ခေါ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်1988ခုနှစ်ဒီလူထုအုံကြွားမှုကြီးပြီးတော့အဖွဲ့ချုပ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က1990ခုနှစ်ရွေးကောက်ပွဲမှာနိုင်ခဲ့တယ်ဆိုတာအားလုံးသတိရမှာပေါ့နော်အဲ့တော့အဲ့ဒီရွေးကောက်ပွဲမှာနိုင်ပြီးတဲ့အခါမှာအဖွဲ့ချုပ်ကနိုင်တာကိုလက်မခံတဲ့အဲ့လိုနာမည်တော့မမေ့သွားဘူးဥပဒေနေဝပြပြမှုဒီမှာဟုတ်တယ်တဲ့ကြောက်ပါလေနိုင်ငံတော်နေဝပြပြရေးနေဝပြရေးကောင်းစီအစိုးရပေါ့နော်အဲ့ဒီလက်ချက်ကနေစပြီးတော့ဘယ်လိုဝါဒပြမှုတွေလုပ်ခဲ့လဲဆိုတော့ပါတီနိုင်ငံရေးဆိုတာအမျိုးသားနိုင်ငံရေးနဲ့မတူဘူးဆိုတော့တကယ်တော့ကျမတို့တိုက်ခိုက်ချက်လို့ပေါ့နော် NLD ဆိုတာပါတီနိုင်ငံရေးလုပ်နေတာအမျိုးသားရေးစိတ်ဓာတ်မရှိဘူးဆိုတော့လွတ်လပ်တဲ့လူအဖွဲ့အစည်းတစ်ခုမှနေရလို့လားမသိဘူးလို့မေးရဲဒါမေးချင်တာမေးရမှသိတာအတွက်ကိုကျမဓမ္မကျင့်တတ်ပါတယ်အားရပါတယ်ဒီလိုလာပြီးတော့ကျမနဲ့တွေ့ဆုံပြီးတော့မင်းများနဲ့တွေ့တယ်ကျေးဇူးတင်ပါတယ်